အော်မရိုင်းဒါတော့ရှေ့ကညီလေးတွေပေါ့နော်သာသနာ့ကိုင်တဲ့ညီလေးချက်လာပြီ ဟုတ်ပြီ ပြီးရင်ဝါလုံးလေးကိုပုံးခဲ့ပြီးခိုင်း